ကျွန်တော်တို့ရဲ့ galaxy ဟာတခြား galaxy ထောင်ပေါင်းများစွာနဲ့အတူအာကာသထဲမှာအလွန်မြန်ဆန်တဲ့အချိန်နဲ့အမြဲတမ်းရွေ့လျားနေပါတယ်ထူးဆန်းတာကအဲ့ဒီ galaxy တွေအားလုံးဟာဓာတ်ရိုက်မမြင်ရသေးတဲ့အလွန်ကြီးမားတဲ့အရာတစ်ခုရဲ့ဆွဲငင်မှုကြောင့်ဥတီယာတစ်ခုတည်းကိုပဲရွေ့လျားနေကြတာပါဒီအာကာသလျှို့ဝှက်ချက်အကြောင်းကိုကျွန်တော်တို့သိလာခဲ့တာ10စုနှစ်ချီရှိနေပါပြီဒါပေမဲ့အခုတော့နက္ခတ္တဗေဒပညာရှင်တွေကနောက်ထပ်အင်အားတစ်ခုရှိနေနိုင်သေးတယ်လို့ထင်နေကြပါတယ်Milky Way Galaxy ကြီးရက်တံမနေဘူးဆိုတာကိုသိပ္ပံပညာရှင်တွေသိထားတာကြားပါပြီတကယ်တော့သူဟာတစ်စက္ကန့်ကို385မိုင်လောက်အချိန်နဲ့သွားနေတာပါတကယ်လို့တင်တာအဲ့ဒီအချိန်နဲ့သွားမယ်ဆိုရင်နယူးယောက်ကနေ Los Angeles ကို10စက္ကန့်လောက်နဲ့ရောက်သွားပါလိမ့်မယ်တေချာတာတစ်ခုကတော့ကျွန်တော်တို့ရဲ့ Galaxy မှာသွားခြင်းနဲ့ပန်းတိုင်တစ်ခုရှိနေပုံရပါတယ်ဘယ်သူမှအဲ့ဒါကိုတိုက်ရိုက်မမြင်နိုင်ပေမဲ့သူ့ရဲ့သက်ရောက်မှုတွေကိုတော့လေ့လာလို့ရပါတယ်ကျွန်တော်တို့ကအဲ့ဒါကို Great Attractor လို့နာမည်ပေးထားပါတယ်အဲ့ဒါကကျွန်တော်ရဲ့အထက်တန်းကျောင်းတုန်းကနာမည်ပြောင်းလေးနောက်တာပါတကယ်မဟုတ်ပါဘူးဒီနဲ့နဲလာတဲ့နေရာလေးဟာကောင်းကင်ယံမှာ zone of avoidance ရှောင်ကွင်းရမယ့် zone လို့ခေါ်တဲ့အပိုင်းမှာရှိပါတယ်သူက Milky Way ရဲ့ထူထဲတဲ့အချက်ပြားကြီးနောက်ွယ်မှာပုံကွယ်နေတာပါကံမကောင်းတာကကျဲတွေဖုံမှုန့်တွေနဲ့ဓာတ်ငွေတွေအများကြီးကလည်းလမ်းကြောင်းပိတ်နေပါတယ်ဒါကြောင့်ဒီထူထဲတဲ့တိမ်တိုက်ကြီးကိုဖောက်ပြီးမကြည့်နိုင်ပါဘူးအဲ့ဒါကထူထပ်နေတဲ့မြူနင်းတွေကိုဖောက်ကြည့်ရတယ်လို့ပါပဲဒါပေမဲ့ဒီမြူနင်းတွေကကျဲတွေနဲ့ဖွဲ့စည်းထားတာပါဒါကြောင့် Great Attractor ကိုတိုက်ရိုက်မြင်ရမယ့်အစားသိပ္ပံပညာရှင်တွေဟာကျွန်တော်တို့ရဲ့ရွေ့လျားမှုကနေတဆင့်သူ့ကိုတွက်ချက်ယူခဲ့ရပါတယ်1980ပြည့်လို့နှစ်တွေတုန်းကဆာမူရိုင်း9ဦး7 Samurai လို့နာမည်ပြောင်းပေးထားတဲ့နက္ခတ္တပညာရှင်တစုဟာ Galaxy 400လောက်ကိုခြေရာခံရင်းထူးဆန်းတာတစ်ခုကိုသတိထားမိခဲ့ပါတယ်အဲ့ဒီ Galaxy အများစုဟာဥတီယာတစ်ခုတည်းကိုပဲရွေ့လျားနေခဲ့ကြတာပါကြီးမားလာတဲ့အရာတစ်ခုကသူတို့ကိုဆွဲငင်နေတယ်လို့ပါပဲအဲ့ဒီအရာဟာအလင်းနှစ်တန်း150ကနေ250လောက်ဝေးတဲ့နေရာမှာရှိတဲ့ Great Attractor ဖြစ်လာခဲ့ပါတယ်။ဒါကိုဘယ်လိုသိခဲ့ရတာလဲ။အစပိုင်းမှာတော့နက္ခတ္တဗေဒပညာရှင်တွေကကျွန်တော်တို့ကအနီးနားမှာရှိတဲ့ကြီးမားတဲ့ Galaxy အုပ်စုကြီးဖြစ်တဲ့ Virgo Galaxy အုပ်စုစီကိုတွားနေတယ်လို့ပဲထင်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာ Virgo Galaxy အုပ်စုကိုယ်တိုင်ကလည်း Virgo Super Galaxy အုပ်စုလို့ခေါ်တဲ့ပိုကြီးမားတဲ့တိဆောက်ပုံကြီးစီကိုရွေ့လျားနေတယ်ဆိုတာသိလာခဲ့ကြပါတယ်။ပြီးတော့2014ခုနှစ်မှာတော့အဲ့ဓာတွေအားလုံးကလာနီယာကီယာလို့ခေါ်တဲ့ပိုပြီးအီယာမကျေဝန်းတဲ့ဖွဲ့စည်းပုံကြီးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေမှသိလိုက်ရပါတယ်။အဲ့ဒါက Milky Way အပါအဝင် Galaxy ပေါင်း3,000လောက်ပါဝင်တဲ့အီယာမဒေသကြီးတစ်ခုပါ။အဲ့ဒီဗဟိုချက်နားတနေရာမှာတော့အခုကျွန်တော်တို့ Great Attractor လို့ခေါ်တဲ့ Galaxy အမြောက်အများကိုဥတီယာတစ်ခုတည်းစီဆွဲယူနေတဲ့အီယာမဆွဲငင်အားလွဲချော်မှုကြီးတစ်ခုရှိနေပါတယ်။ဒါပေမဲ့ဒီဇလန်မှာ Great Attractor ကနောက်ဆုံး boss final boss မဟုတ်သေးပါဘူးပိုပြီးကြေကြေပြန့်ပြန့်ကြည့်လိုက်တဲ့အခါအရာအားလုံးကပိုပြီးကြီးမားလာပါတယ်ကျွန်တော်တို့အနီးက Galaxy တွေရော Great Attractor ကိုယ်တိုင်ကပါ Shapley Super Galaxy အုပ်စုလို့ခေါ်တဲ့ပိုမိုကြီးမားတဲ့အရာတစ်ခုကိုရွေ့လျားနေကြတာပါသူ့မှာ Galaxy ပေါင်း 8,000 ကျော်ပါဝင်ပြီးနေပေါင်းတန်း10ဘီလီယံကျော်စာဓာတ်ထူရှိပါတယ်အဲ့ဒါဟာကျွန်တော်တို့စီကနေအလင်းနှစ်1ဘီလီယံဝန်းကျင်အတွင်းမှာအကြီးမားဆုံး Galaxy အုပ်စုကြီးဖြစ်ပြီးကျွန်တော်တို့ Galaxy အပါဝင်စัจ java လာရဲ့ကျွန်တော်တို့ပတ်ချမ်းမှာရှိတဲ့အရာအားလုံးဟာသူ့စီကိုတဖြည်းဖြည်းရွေ့လျားနေပါတယ်။ကဲ Great Attractor အကြောင်းကိုပြန်ဆက်ရအောင်။အဲ့ဒါကတကယ်ရောကျွန်တော်တို့အတွက်အန်တီရရှိလား။ကျွန်တော်တို့အဲ့ဒီထဲကိုကျသွားနိုင်သလား။လုံးဝမကျနိုင်ပါဘူး။ဆွဲသွင်းခံနေရတယ်လို့ထင်ရပေမဲ့လေတကယ်တော့ Milky Way Galaxy ဟာအဲ့ဒီကိုဘယ်တော့မှရောက်သွားမှာမဟုတ်ပါဘူး။အကြောင်းရင်းကတော့လာနီယာကီယာ Super Galaxy အုပ်စုကြီးဟာတင်းကျပ်စွာဖွဲ့စည်းထားတဲ့ဖွဲ့စည်းပုံမဟုတ်လို့ပါပဲ။အခုဆိုရင်အာကာသဟာအချိန်နဲ့အမျှကျေပြန့်နေပြီးအဲ့ဒီလိုကျေပြန့်လာမှုက Galaxy အုပ်စုတွေကြားကအကွာအဝေးတွေကိုဆက်လက်ဆွဲဆန့်နေပါတယ်။ဒါကြောင့်ဒေတာတွင်းမှာဆွဲငင်အားကအရာဝတ္ထုတွေကိုဆွဲကပ်နေတယ်။အကြီးမားဆုံးအတိုင်းအတာနဲ့ကြည့်ရင်တော့စัจ java လာကြီးကအရာအားလုံးကိုပိုဝေးသွားအောင်တွန်းထုတ်နေပါတယ်။လောလောဆယ်တော့ Milky Way နဲ့အနီးနားက Galaxy တွေဟာအဲ့ဒီဒေတာစီကိုရွေ့လျားနေဖို့ဆွဲငင်အားကလုံလောက်အောင်အားကောင်းနေစေပါ။ဒါပေမဲ့2ဘီလီယံကြီးကြာလာတဲ့အခါမှာတော့အာကာသကျေပြန့်လာမှုကတဖြည်းဖြည်းအနိုင်ရသွားပါလိမ့်မယ်။တစ်ချိန်မှာတော့အာကာသကျေပြန့်လာတဲ့အချိန်နဲ့ရှင်လိုက်ရင် Great Attractor ရဲ့ဆွဲငင်အားကအရန်အားနည်းသွားပါလိမ့်မယ်။ရွေ့လျားမှုကလုံးဝရပ်တန့်သွားမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ပန်းတိုင်ကိုတော့ရောက်နိုင်တော့မှာမဟုတ်ပါဘူး။ဒါကြောင့်ပြင်းထန်တဲ့နောက်ဆုံးဝင်တိုက်မှုကြီးဖြစ်မဲ့အစားကျွန်တော်တို့ဟာအဲ့ဒီဥတီယာကိုအချိန်အကြာကြီးဆက်သွားနေမှာဖြစ်ပြီးတကယ်တော့ဘယ်တော့မှရောက်သွားမှာမဟုတ်ပါဘူး။သတင်းကောင်းမဲ့မဟုတ်လား။သိပ္ပံပညာရှင်တွေဟာတောင်အာဖရိကကတာမန်အလင်းကိုအားမကိုတဲ့ Meerkat Radio Telescope ကိုအသုံးပြုခဲ့ချိန်အထိအလင်းနဲ့ကြည့်တဲ့ Optical Telescope တွေနဲ့အဲ့ဒါကိုမမြင်နိုင်ခဲ့ပါဘူး။အဲ့ဒီအစားသူက Radio line တွေကိုအထူးသဖြင့်21 cm hydrogen line လို့ခေါ်တဲ့အရာကိုဖမ်းယူပါတယ်။
အဲ့ဒီအချက်ပြလိုင်းဟာ neutral hydrogen ဓာတ်ငွေ့ကနေလာတာဖြစ်ပြီးဖုံမုန့်တွေကိုဖြတ်တန်းသွားတဲ့အခါလုံးဝနှီးပါအနှောက်အယှက်မဖြစ်ပါဘူးအဲ့ဒီတော့ချက်ချင်းဆိုသလိုပဲစัจ java လာရဲ့ပုံးကွယ်နေတဲ့အစိတ်ပိုင်းကိုအများကြီးပို့ပြီးလေ့လာလာနိုင်ခဲ့ပါတယ်နက္ခတ္တဗေဒပညာရှင်တွေဟာ Vela Super Galaxy အုပ်စုကိုအထူးစိတ်ဝင်စားခဲ့ကြပါတယ်သူကအလွန်ကြီးမားပြီးအလင်းနဲ့တန်း300လောက်အထိကျယ်ဝန်းကအလင်းနဲ့တန်း800လောက်ဝေးတဲ့နေရာမှာရှိပါတယ်ဒီအာကာသဘလူးကြီးအကြောင်းကိုခဏနေမှာပြန်ဆက်ကြတာပေါ့ပထမဦးဆုံး Meerkat Telescope ကြီးက Milky Way အချက်ပြားနောက်ွယ်က Galaxy တွေကိုဘယ်လိုမြင်နိုင်လဲဆိုတာလေ့လာကြည့်အောင်ခင်ဗျားသိတဲ့အတိုင်း Galaxy တစ်ခုစီတိုင်းဟာခုနကကျွန်တော်တို့ပြောခဲ့တဲ့ Hydrogen အချက်ပြလိုင်းထဲမှာရှင်းလင်းတဲ့သက်သေအမှတ်အသားတစ်ခုခြံထားခဲ့ပါတယ်တကယ်လို့ Galaxy တစ်ခုကကျွန်တော်တို့စီကနေဝေးကာကိုသွားနေတယ်ဆိုရင်သူ့ရဲ့အချက်ပြလိုင်းကဆွဲဆန့်ခံရပါတယ်တခြားလိုပြောရရင် frequency နှိမ့်တဲ့ဘက်ကိုရွေ့သွားပါတယ်အဲ့ဒါကို red shift လို့ခေါ်ပါတယ်စัจ java လာကြီးကကျေပြန့်လာနေတဲ့အတွက်အဲ့ဒီ red shift ကနေအကွာအဝေးကိုလည်းသိနိုင်ပါတယ်ဒါကြောင့်အဲ့ဒါကိုတိုင်းတာခြင်းအပြင်သိပ္ပံပညာရှင်တွေဟာ 3D အာကာသထဲမှာ Galaxy တစ်ခုချင်းစီဘယ်နေရာမှာရှိနေလဲဆိုတာကိုသိနိုင်ပါတယ်ဒီနည်းကနက္ခတ္တဗေဒပညာရှင်တွေကိုအရင်ကမမြင်ခဲ့ရတဲ့ထောင်ပေါင်းများစွာသော Galaxy တွေကိုရှာဖွေတွေ့ရှိဖို့ကူညီပေးခဲ့ပါတယ်အရင်ကမုံဝါးဝါဖြစ်နေတဲ့အာကာသနေရာလေးဟာရုတ်တရက်ဆိုသလိုတိကျတဲ့ဖွဲ့စည်းပုံရှိလာပါတယ်သိပ္ပံပညာရှင်တွေဟာတိတ်သေးတဲ့ဗဟိုချက်နှစ်ခုပါဝင်တဲ့အီယာမအာကာသဖွဲ့စည်းပုံကြီးကိုမြင်တွေ့ခဲ့ပါတယ်ဆိုလိုတာက Vela Super Galaxy အုပ်စုကြီးဟာတကယ့်ကိုရှုပ်ထွေးတဲ့တိဆောက်ပုံတစ်ခုဖြစ်ပြီးနောက်ဆုံးတော့သူ့ရဲ့ပုံသဏ္ဍာန်ကိုကျွန်တော်တို့မြင်တွေ့နိုင်ခဲ့ပါပြီနောက်ထပ်စိတ်ဝင်စားစရာတစ်ခုရှိပါသေးတယ်အဲ့ဒီ hydrogen အချက်ပြလိုင်းက Galaxy တွေဘယ်မှာရှိတယ်ဆိုတာကိုပဲပြတာမဟုတ်ပါဘူးသူက Galaxy တွေကျေအသစ်တွေဖန်တီးရမှာတုံးတဲ့ကုန်ချမ်းတွေဖြစ်တဲ့ EKB တိတ်သေးတဲ့ဓာတ်ငွေ့တွေရှိတဲ့နေရာတွေကိုလည်းပြပေးပါတယ်ဒါကြောင့်ဒီမြေပုံကအနာဂတ်မှာကျေအသစ်တွေဘယ်နေရာမှာပို့ပြီးဖြစ်လာနိုင်လဲဆိုတာကိုပါအရေးအမြတ်ပြပေးပြီးစัจ java လာကြီးဘလို့ပြောင်းလဲတိုးတက်လာမလဲဆိုတာကိုကြိုတင်မြင်တွေ့စေပါတယ်အခု Vela ရဲ့မြေပုံကိုရေးဆွဲပြီးတဲ့အခါမှာတော့သူ့ရဲ့အရွယ်အစားကိုလစ်လျူရှုထားဖို့ခက်ပါတယ်နေရဲ့ဓာတ်ထုပေါင်းတန်း30ဘီလီယံလောက်ရှိတဲ့အရာဝတ္ထုတွေပါဝင်နေလို့ပါဒီ Super Galaxy အုပ်စုဟာအနီးနားစัจ java လာထဲမှာကျွန်တော်တို့သိထားသမျှအကြီးမားဆုံးတိဆောက်ပုံတွေကတစ်ခုပါပြီးတော့ဒီလိုကြီးမားတဲ့ဖွဲ့စည်းပုံတွေဟာစွဲငင်အားတွင်းကြီးတွေလို့လှုပ်ဆောင်ပါတယ် Galaxy တွေဟာအဲ့ဒီ data တွေစီကိုလျှော်ဆင်းသွားပြီးကြီးမားတဲ့အကွာအဝေးတွေကိုဖြတ်တန်းကအစုလိုက်အပြုံလိုက်စီးဆင်းမှုကြီးတွေကိုဖြစ်စေပါတယ်ဒါကကျွန်တော်တို့ကိုတိုက်ရိုက်တက်ရောက်မှုရှိပါတယ်ကျွန်တော်တို့ရဲ့ data တွင်အုပ်စုဖြစ်တဲ့ Milky Way, Andromeda နဲ့တခြား galaxy ငယ်လေးတွေဟာ cosmic microwave နောက်ခံတဲ့နှိုင်းယှဉ်ရင်အာကာသထဲမှာအလွန်လျင်မြန်တဲ့အရှိန်နဲ့ရွေ့လာနေတယ်ဆိုတာကိုကျွန်တော်တို့သိပြီးသားပါဒီ microwave နောက်ခံဆိုတာက Big Bang ပေါက်ကွဲမှုကြီးကနေကြံ့ရစ်ခဲ့တဲ့အလင်းရောင်ဖြစ်ပြီးစัจ java လာတစ်ခုလုံးမှာပြည့်နှက်နေတာပါသိပ္ပံပညာရှင်တွေဟာ Great Attractor လိုမျိုးသိပြီးသားတိဆောက်ပုံတွေကိုအသုံးပြုပြီးအဲ့ဒီရွေ့လာမှုအများစုကိုရှင်းပြနိုင်နေပါပြီဒါပေမဲ့အားလုံးတော့ကိုက်ညီမှုမရှိသေးပါဘူးအဲ့ဒီမှာ Vela ကအခန်းကဏ္ဍကပါဝင်လာပါတယ်သူ့ရဲ့အရွယ်စားနဲ့တည်နေရကကျွန်တော်တို့ Galaxy ရွေ့လာပုံကိုတက်ရောက်မှုရှိပါတယ်ဒါကြောင့် Vela ကိုထည့်သွင်းတွက်ချက်လိုက်တဲ့အခါကျွန်တော်တို့တွေ့ခဲ့ရတဲ့နားလေရခတ်နေတဲ့ရွေ့လာမှုတချို့ဟာအတိတ်ပဲရှိလာပါတယ်ဒါကစัจ java လာကြီးဘလို့ရွေ့လျားသလဲဆိုတဲ့ကျွန်တော်တို့ရဲ့ပုံစံငယ်တွေမှာဟားကွက်တစ်ခုကိုရှင်းလင်းပေးနိုင်ပါတယ်တစ်ချိန်တည်းမှာပဲ Vela ကကျွန်တော်တို့ရဲ့စัจ java လာမြေပုံဟာမပြည့်စုံသေးဘူးဆိုတာကိုပြသနေပါတယ်အချိန်တော်ကြာအောင်နက္ခတ္တဗေဒပညာရှင်တွေဟာ zone of avoidance ရှောင်ကွင်းရမယ့် zone ကိုဗလာနေတစ်ခုလိုသဘောထားခဲ့ကြပါတယ်တိတ်အရေးမကြီးဘူးဖောက်ကြည့်ဖို့ခက်ယုံတက်တက်ပဲပေါ့ဒါပေမဲ့အခုတော့ပုံးကွယ်နေတဲ့နေရာတွေမှာလဲကျွန်တော်တို့သိပြီးသားအရာတွေလောက်ကြီးမားတဲ့ဖွဲ့စည်းပုံတွေရှိနေနိုင်တယ်ဆိုတာသိလာရပါတယ်ဒါဆိုရင်ရှင်းလင်းတဲ့မိကွန်းတစ်ခုကဒီလောက်ကြီးတဲ့အရာတစ်ခုတောင်ဒီလောက်ကြာအောင်ပုံးကွယ်နေနိုင်ခဲ့တယ်ဆိုရင်တခြားဘာတွေများရှိနေနိုင်သေးလဲမကြခင်မှာကျွန်တော်တို့သိလာနိုင်ပါတယ်Meerkat ဟာတောင်ဘက်ကောင်းကင်အတွက်ကျွန်တော်တို့ရှိမှရှိတဲ့အာယုံခံနိုင်စွမ်းအကောင်းဆုံး radio telescope တွေကတစ်ခုဖြစ်နေပါပြီပြီးတော့နောက်ထပ်ခြေလမ်းကတော့ square kilometer array ပါပဲဒီ telescope ကပုံမှန်တဲ့ galaxy တွေကိုဖမ်းယူပေးနိုင်မှာဖြစ်ပြီးအရာအားလုံးကိုအီယာမအာကာသကွန်ရက်ကြီးတစ်ခုနဲ့ဆက်သွယ်ပေးထားတဲ့တီးနေတဲ့အာကာသအမြင့်တန်းလေးတွေကိုခြိရခံနိုင်ပါလိမ့်မယ်အခုလောလောဆယ်မှာတော့ Meerkat က Vela ရဲ့ဗဟိုချက်ကိုအခြေခံအဖြစ်ဖော်ထုတ်ပေးခဲ့ပါပြီSKA ကတော့အဲ့ဒါကြီးအပြင်ဘက်ကိုဘလို့ပြန့်နှံ့သွားပြီးပုံမူကြီးမားတဲ့အာကာသကွန်ရက်ကြီးတစ်ခုရဲ့အစိတ်ပိုင်းဘလို့ဖြစ်လာလဲဆိုတာကိုပြသပေးနိုင်ပါလိမ့်မယ်